နာပါတယ်ဘောဘုန်းကြီးတွေးလေးဘုန်းကြီးကောင်းကိုပြောင်းနေတဲ့ခေါင်းလေးကိုရင်ကောင်းနားနေဆိုတော့စေတနာတော့ကောင်းတယ်ဓာတ်နဲ့ခုတ်တော့ဘာဆိုထွက်ရပဲ့တယ်ဒီရင်ကောင်းဓာတ်နဲ့ခုတ်ရလားလက်ကလေးနဲ့ပုတ်ပါလားတော်စေတနာတော့ကောင်းတယ်လုံးဆောင်ချက်မကောင်းဘူးအဲ့လိုလည်းရှိသေးတယ်နော်ဒါမှတ်ခဲ့ကိုယ်မောင်နဲ့ तू ကမျက်လက်သမားလိန်တတ်တယ်မျက်လက်တော့ကောင်းတယ်လိန်စားတယ် तू ကဘလို့လိန်လဲဆိုတော့မျက်လက်တွေပြပြီးရင်ပေ20လောက်ရှိတယ်ပိန်ကောလေယူ तू ကပါဇက်ထဲကိုထည့်ပြမယ်ကိုယ်မောင်သူ့နာမည်ကိုယ်မောင်ဂိရစာဆိုဆရာမြို့မကြီးရဲ့တူပါသူလိန်စားတာအဲ့ဒါသူကမျက်လက်ပြပြီးနောက်ဆုံးခန်းကျရင်ကျွန်တော်ဒီပေ20ကျော်ရှိတဲ့ပိန်ကောလေယူပါဇက်ထဲထည့်ပြမယ်ဆိုင်းလေးတီးလိုက်စမ်းပါအဲ့ဒီချိန်မှာသူ့တပည့်3ယောက်ကသူ့လောက်ထားတဲ့တပည့်3ယောက်ကရောက်ချတာရောက်ပြီးတော့ရဲဝစားတဲ့ဘက်ဆိုကိုကြီးမောင်လက်ထိတ်ခတ်ပြီးလာခေါ်သွားလိုက်တော့ချုပ်ထဲခေါ်သွားတယ်ပေါ့ပြီးသွားပြန်အဲ့လိုနေသူကလိန်နေတာတနေ့သားကျတော့သူမန္တလေးပသိမ်ကြီးမှာသူကအဲ့ဒီကိုကြီးမောင်ရဲ့မျက်လက်ပိုးကြီးရှိပါတယ်မျက်လက်ကပြီးသွားတော့သူကအဲ့ဒီပိန်ကောလှေယူသူကမျိုးတော့မှာအဲ့ဒီအချိန်မှာသူ့တငယ်သူ့ရဲ့တပည့်3ယောက်ကအရက်တော့တာများသွားတယ်များပြီးတော့ရဲဝတ်ဆိုကြီးနဲ့တောင်ပြောမြောက်ပြောဆိုတော့တကယ်ရဲဆက်ကဖမ်းသွားတဲ့ခါကျတော့ကျွန်တော်မျိုးပါတော့ခင်ဗျသူ့တပည့်3ယောက်လက်ကျော်မှာဟောရဲခေါ်သွားပြီရဲအပွင့်နေနဲ့လိန်တယ်မှုနဲ့ခေါ်သွားပြီတကယ်အချုပ်တဲ့ပသိမ်ကြီးချုပ်တဲ့ထည့်ပလိုက်ပြီကျွန်တော်အဲ့ဒါပေးတဲ့ကြီးလေမျိုးတော့လေဆိုတော့ဝေးပေါင်းနဲ့သူ့ပုတ်ကိုသူ့3ယောက်ကိုကြည်တာပေါ့ကျွန်တော်မျိုးပါတော့မှာခင်ဗျခဏလေးပါခင်ဗျဟိုကောင်တော့မလာဘူးအဲ့ဒီမှာတဲ့သူအဲ့ကိုရေးမောင်ကိုပဲမျိုးရတော့ကိုရေးမောင်ရေးလို့အခုလေတချို့ကိစ္စတွေကြီးသွားပြီလိန်လို့မရအဲ့ဒါမဲ့ကန်လုတ်ပြီးရင်လေအဲ့ဒီအကုသိုလ်ဒုစရိုက်လုတ်ပြီးလို့ရှိရင်လည်းအကျိုးပေးလာတော့မယ်ငါလူတနင်္ဂနွေသားငါလူစနေသားမျိုးရတော့ပဲဗါတယ်လေကိုရေးမောင်ပြောတဲ့စကားကိုရေးမောင်ပိန်ကိုလှည့်ရင်းနဲ့ဘာမှတော့ပိတ်တဲ့ကြီးကလည်းပသိမ်ကြီးကလည်းဆရာမျိုးပါရမျိုးပဲမျိုးပြပါဆိုတော့တောင်ကြီးမြောက်ကြီးနဲ့ဘလို့ကလို့မျိုးရတော့မှာအဲ့ဒီမှာစာရေးဆရာဦးဝင်းဖေကကဲကိုရေးမောင်ကြီးကိုကန်တဲ့ကိုမျိုးပေတော့မင်းတို့လည်းဒုစရိုက်ကန်နဲ့လှုပ်ထားပြီးကိုကန်တဲ့ကိုမျိုးပေတော့တချို့ကိစ္စတွေရှိပါတယ်ကံကောင်းလို့အပေါ်ရောက်သွားတာရှိမန္တလေးဆေတော်ဘုရားကြီးခေတ်မှာခုနကပေတိုးဆိုအတန်ကြောင်းဆိုးတယ်အဲ့ဒီကောင်မန္တလေးဆေတော်ဘုရားကြီးရဲ့ကျောင်းသားဆိုးပေတော့မန္တလေးဆေတော်မရတာနဲ့ဒီကောင်မောင်းထုတ်တဲ့ကျောင်းလေးကအဲ့ဒီကောင်ကတိုက်ပိုင်တကြီးဖြစ်ပြီးတော့သူကပြင်းလာမန္တလေးဆရာတော်တွေ့ကျင်လို့အာနာယတကြီး6လုံးမျိုးကြီးနဲ့ဗါတယ်2လုံးမျိုးကြီးနဲ့အဲ့ဆရာတော်ကြီးကဘုတော်ခန္ဓာဘောတကြီးလာတွေ့တယ်ဆိုတော့ရိုးသားဆရာတော်ဗျာတပည့်တော်စနေသားမောင်ပေတိုးပါဗျာဆရာတော်ငယ်တော့တပည့်တော်ဆိုးပါတယ်ဗျာအခုလိန်မာလိုက်တာတပည့်တော်တကြီးဖြစ်သွားလို့ဆရာတော်လာကြတော့တာပါငယ်ចောင်းသားပါဗျာဆိုတော်ပြီပေါ့တကယ်ပညာတဲ့ဆရာတော်ဘုရားကြီးကိုရှောက်တဲ့စကားရှင်မရတပည့်တော်မှတ်မိလားမင်းမသူလဲကွာလို့ဆရာတော်ကြီးကဘယ်သိမလဲတပည့်တော်တန်ချောင်းလေတဲ့အရှင်ဘုရားကမလိန်မာဘူးဆိုပြီးရိုက်ပို့လိုက်တော့လေတပည့်တော်တကြီးတော့ဖြစ်ပါသေးတယ်တဲ့ဟောမင်းတို့မသုံးနဲ့ငါတကြီးတော့ဖြစ်သေးတယ်ပေါ့ဩတဲ့မင်းကတန်ချောင်းလားမန္တလေးဆရာတော်ကြီးအေးမောင်တန်ချောင်းရဲ့တဲ့မင်းတွေ့တော့ငါကဝတ္ထုတွေတပုတ်သွားသတိရတယ်တဲ့ဆရာတော်ကြီးကတို့ငယ်ငယ်ရွာမှာတဲ့ရေကြီးတာလူမရောက်မြင့်မို့တောင်ခွေးမရောက်အိမ်မိုးခေါင်အဲ့ဒါရေကြီးတဲ့ခါကျတော့အိမ်တွေအကုန်မြုပ်သွားတာကွာတဲ့ရက်ွက်ထဲမှာအသုံးမကျဆုံးခွေးစားတဲ့ကောင်ကသူများတွေကအကုန်ကူးပြီးပြေးတယ် तू ကမပြေးတော့သူတစ်ခါတည်းနောက်ကျတော့ရေတွေလက်တက်တော့ကြပြားကြီးတော့နီးရအိမ်ခေါင်းမို့တော့ပြေးတက်လိုက်တာကွာရေလဲကြတော့အဲ့ဒီကောင်ခေါင်းမုံကကျန်းနေခဲ့တာအောက်ကခွေးတွေကဒီကောင်လူစုံခွေးစွမ်းရည်ရှိတဲ့ကောင်မဆိုတော့ဝိုင်းပြီးတော့သူ့မင်းကွာအဲ့ခွေးဝဲစားကိုဝိုင်းပြီးတော့ခါစားသလိုဖြစ်နေတယ်တဲ့ပြီးရောပေါ့ပညာရှိအဲ့တော့မင်းကရေကြီးလို့အဲ့တော့တခါတည်းရမှာရေကြီးလိုက်လို့ခေါင်မို့ရတဲ့ခွေးဝဲစားမျိုးလည်းရှိတတ်တယ်ခေလေသားရအပေါ်ရောက်သွားတာဘာမှမတော်ဘူးအဲ့လိုမျိုးတွေအများကြီးပဲနိုင်ငံရေးမှာရောဘာသာရေးမှာရောလူမျိုးမှာအစင်သင့်သွားပြီးတော့ရေကြီးပြီးတော့ခေါင်မို့ရတော့ကြံနေခဲ့တဲ့ခွေးဝဲစားတွေအများကြီးရှိတယ်အတိုင်းမြင်မှတ်ထားတာအဲ့တော့အစင်အဆက်နဲ့သူကတော်တာလည်းရှိတယ်သူသားစဉ်မြေးဆက်တော်လာလို့တော်တာလည်းရှိတယ်ရေကြီးပြီးတော့ခေါင်းမွေးရတဲ့ခွေးဝဲစားမျိုးလည်းရှိတယ်တဲ့မှတ်ထားခွေးဝဲစားလားခွေးကောင်းလားနားလေတဲ့မှတ်ထားဖျားရိုက်တာမရှိဘူးနော်ဓမင်းကြီးတွေကိုစော်ကားလိုက်တာအဲ့ဒါဘုန်းကြီးရိုက်တာမရိုက်ဘူးနော်ဖျားပေါ်မှာရှူရှူတက်ပါတယ်ဤတက်ပါလို့ဖျားကမရိုက်ဖျားမရိုက်ဘူးနော်ကိုယုံညံ့လိုက်တဲ့စေတနာကယုံညံ့စေတဲ့အရာဖြစ်စေတယ်ဖျားကဘယ်သူမှမရိုက်ဘူးဖျားကဲပါဖျားဘယ်သူမှမကဲဘူးဘယ်သူမှမရိုက်ဘူးကိုယ်စေတနာကပဲကိုယ်ကိုကဲတယ်ကိုယ်စေတနာကိုယ်ကိုဆိုးတာလုပ်တယ် no အေးဖျားဟိုဗုဒ္ဓဘုရားကဲတော်မူမကဲဘူးဖျားရိုက်မရိုက်ဘူးဖျားနတ်ကင်တာမကင်ဘူးဖျားကဖျားကင်ရင်မရှိဘူးကဲရင်မရှိဘူးကိုယ်စေတနာပဲကိုယ်ကိုအကျိုးပေးတာပါ
ညဇာကူဒီမှာရှိနေတဲ့ဖယားကိုသွားပြီးတော့တတွေးနဲ့ထွေးလိုက်တယ်အဲ့ဒီကံကဖယားကရိုက်တာမဟုတ်မင်းတို့ထွေးလိုက်တဲ့တတွေးနဲ့ထွေးလိုက်တဲ့ကံကမင်းတို့ကိုနှိမ့်စေတာဖယားကမှကိုတို့ဘတ်ဆိုပြစ်လိုက်တယ်ညစ်ပတ်တဲ့ခန္ဓာကိုယ်အနတ်သက်တွေမကောင်းဖြစ်လိမ့်မယ်ဒါပဲတော်တော်လေးပဲဖယားမရိုက်ပါဘူးဖယားမာကုနာကြီးမင်းတို့ဘာလို့ရိုက်ရမှာတော့ကံကရိုက်တာစေတနာမျိုးပဲတော့စေတနာရောက်တာစေတနာရိုက်တာဘသူထိရိုက်တာပါလဲလာနာရင်ရတယ်မနာရင်တရားဆွဲလို့ရတယ်ဟေးဒီနေ့တို့ဓမေသီဆရာတော်တရားလာဟောမှာကိုလေမနာလို့ရှိရင်ဆေအိမ်ကောင်းတွေယာရင်ကောင်းတွေရက်ွက်အုပ်ချုပ်ပြီးတော့ဒဏ်တက်လာတဘူးဟေးဓမေသီကတိုင်းမှုဝက်ကမှုကြီးပါကိုလာမယ်ဝက်ကမှုကြီးမှာဆေးရုံစောက်တယ်ဆောက်လာမယ်အဲ့ဒီမလာရင်တော့မင်းတို့ရက်ွက်အုပ်ချုပ်မလို့ထိုးရပြီတော့ပြောတော့အဲ့ဒါနိုင်ငံရေးကမလာလို့မရဘူးနော်မရဘူးလာမယ်ဟုတ်တယ်နော်နိုင်ငံရေးလေလာမယ်နိုင်ငံရေးကဟုတ်တယ်ဘာသာရေးမလာလို့ရတယ်မင်္ဂလာဆောင်နဲ့ကွာဓမ္မကြီးဆရာဥပ္ပဒါနာဝက္ကမှုကြီးမှာမင်္ဂလာလာဆောင်ဟဲ့အဲ့ဒါငါတို့ဦးနေလေပြစ္စမကျိန်တော့ကလေတရားဟောတဲ့ဘုန်းကြီးမင်္ဂလာဆောင်လေမသွားရင်မကောင်းတော့မကောင်းတတ်ပဲလားလိမ့်မယ်နော်လာမလားမေးတာလက်ဖွက်မှာလာမမေးမေးတာဟာမင်းလာမှာဆိုမင်းငါယူရမယ်ငါပေါ့နေလက်ဖွက်မလာနဲ့ကိုဓမ္မပူဇာလာတာမလက်ဖွက်လာမှာပေါ့ဓမ္မပူဇာလာတာလက်ဖွက်မလာနဲ့58နှစ်ရှိဘယ်သူမှဘာလက်ဖွဲ့လို့မရတော့ဘူးအဲ့ဒါမင်းတို့အဲ့ဒါလာမယ်အာနာပါနာနဲ့လေဟောတို့ရွာမှာတရားဟောတဲ့ဘုန်းကြီးကွာဝက်ကမှုကျွေးရကိုဓမ္မကြီးဆရာတော်ဘုရားကမင်္ဂလာဆွန်ကျွေးဖိတ်ပါတယ်မင်္ဂလာဟဲ့ဆရာတော်လေတို့ဘုန်းကြီးလေကောင်းမဟုတ်တော့ဘုန်းကြီးလေသူကမြမလို့အာနာပါနာလာလို့ရလာမှာဘာသာရေးကအာနာရမလို့ဘူးကိုလာရင်ကိုကုသိုလ်ရမယ်ကိုမလာရင်ကိုကုသိုလ်မရဘူးဟောသူကွာသွားတာဘာသာရေးအဲ့ဒါကွာသွားတယ်ဘာသာရေးလွတ်လပ်မှုအပြည့်ရှိတယ်လုံးပြည့်ရှိတယ်လွတ်လပ်မှုပြည့်ရှိတယ်အဲ့ဒါစေတနာနဲ့လှုပ်လို့တယ်ကွယ်တတ်တာနဲ့လှုပ်လို့တယ်ကွာကြောက်ချင်းတရားနဲ့အလုံးမလုပ်ဘူးကွာဒါဘာသာရေးခေါ်တယ်ကြောက်ချင်းတရားနဲ့အလုံးမလုပ်ဘူးအဲ့ဒါဘာသာရေးထိတ်လန့်ခြင်းတရားနဲ့အလုံးမလုပ်ဘူးအဲ့ဒါဘာသာရေးယုံကြည်မှုတတ်တာတရားကောင်းမြတ်တဲ့စေတနာနဲ့အလုံးလုပ်တယ်မင်းတို့ရှိကိုတရားလာဟောတာဘာနှောင်ကြိုးမှမရှိဘူးဓမ္မပူဇာများရခြင်းနှောင်ကြိုးဒီလိုလာဟောလို့ရှိရင်ဘာမှရလို့ခြင်းပိုင်ဆိုင်လို့ခြင်းဘာမှမရှိဘူးနှောင်ကြိုးမရှိဘူးလွတ်လပ်နဲ့ဟောနိုင်တဲ့လောက်ဟောမယ်ဓမ္မပူဇာနဲတယ်ဆိုပြီးတော့တဏှာကြီးလောက်နဲ့ပြန်သွားမယ်မပါဓမ္မပူဇာတွေအများကြီးဟောတယ်တအားတရားဟောမယ်မပါကြည်ညိုခြင်းမကြည်ညိုခြင်းအဲ့ဒါမင်းတို့အပိုင်းငါလောက်ရမယ်အပိုင်းငါဘယ်နေရာဒီမှာတရားရရမယ်ငါတခါတည်းရန်ကုန်နဲ့2ရက်3ရက်ကြိုတင်ပြီးသားအဲ့ဒါပြီးငါတရားမပြီးတယ်နဝကမ္မနဲ့လည်းမဆိုင်ဘူးကြည်ညိုခြင်းနဲ့လည်းမဆိုင်ဘူးမင်းတို့နားလဲအောင်ပြောပေးဖို့ဆိုင်တယ်ဓမ္မ this is ဓမ္မဒါပဲကံမြင့်မှာ7နာရီခွဲကြီးဟောတာ4နာရီလောက်ကြီးဟောတာဟာပိဿတ်ကြီးကြည်ဖြစ်တယ်ကားနေရာကိုရောက်ဖို့ဆရာတော်က1နာရီလောက်လမ်းလျှောက်ရ3သိန်းနဲ့1000မရတယ်ဒါဘာဘူးမှတ်မရ3သိန်း1000မရပိဿတ်များတယ်ဓမ္မပူဇော်နေတယ်ဒီနေ့ပိဿတ်လေးက200လောက်ပဲရှိတယ်သိန်း30လောက်တူတယ်မချိုက်ဘူးဓမ္မတွေအများကြီးဖြစ်နေတာလူတိုင်းကတရားတွေနာပြီးတော့စိတ်ကောင်းနှလုံးကောင်းတဲ့နိုင်ငံကြီးမှာကောင်းမှုကုသိုလ်တွေဖြစ်ပြီးအဲ့လိုဖြစ်စေချင်တာတရားနဲ့ပိဿတ်နေပြီးနဝကမ္မများတဲ့စီးပွားရေးဈေးတွေနဲ့ဂွတ်တယ်ဓမ္မနဲ့မဂွတ်ဘူး